တငယ်ချင်းတို့ငါနင်းတို့အိမ်လာလဲရင်ဘိုက်တင်းနေတယ်တော်ပြီလို့ညင်းရင်အဲ့ဒါလိန်နေတာနော်ကို့သမိုင်းကိုရေးပါပထဝီကိုတော့ဘေးရဲ့တငယ်ချင်းကိုရေးခိုင်းလိုက်ပါငါဆိုဒီမှာလဲတမင်တကာမပြင်းမစင်ပဲနေတာတောင်တောက်လောက်ကကြံဖန်ပြီးချောနေတာငကိုရှိတော့ငကိုင်းကကန်ကန်ပြီးထွက်နေတာဒီမှာတငယ်ချင်းမင်းပင်ပင်ပန်းပန်းမလုပ်ရပဲခွက်တစ်ခွက်ကင်ပြီးပတ်စံရချင်တော့တောင်းစားပါနင်မင်းကြွေသွားမယ်တချင်းနဲ့ရီးစားဟောင်းကိုခနဲ့ကျင်တော့လေတနေ့တခြားပို့ဖို့မဲလာတော့ခါမေ့ကျင်လဲမေ့သွားလိုက်ထားကျင်လဲထားခဲ့လိုက်ငါကတော့ဖုံးမပါပဲအိမ်သားမှာတက်နိုင်ယူအချစ်ရေမင်းကိုလွမ်းတဲ့စိတ်ကြောင့်ရေတောက်ရင်တော့ဝါဖို့မေ့တဲ့အထိဖြစ်ခဲ့ဘူးတဲ့ဘလောက်လွဲလဲအချစ်နဲ့ချဲကိုတော့အခုထိစိတ်မကုန်သေးဘူး